ဆောင်ကြည့်အောင်ပါလေကဲနားရလေးမှာပြင်းပြတာငါပစ်ချင်းလို့ခေါ်ငါပစ်မှာဖြစ်ပါတယ်လို့တော့မလေးရှားမှာငါဘယ်လိုဖမ်းပြမလဲဆိုတော့ချက်ချိုးကျောက်တော့အိမ်မဝိုင်းပါဘူးဗျာအားတော့လုံးဆန်နေတော့ပြောပါလေအားတော့မြည်ရွာကြီးပါဗျာမြင်မြလောက်လေဟိုရှိရညိတဲ့ဟာကိုရင်လို့ဖတ်တော့မှာပေါ့ငါညိရွာနေရတော့ညိရွာငါရော့အားတော့တော်မြောက်ပါတာပါဗျာကုံမကြီးကွာထွက်လို့ထွက်လာတယ်ကွာပြီးကြအပေါ်ရောက်မှထွက်လာပြီးရမှာဘာရောရရမှာကုံဝါရထွက်လို့ကုံရောရဘောထွက်လာတယ်ဒီအဲ့ဒီကစားဒီရတော့ပေါ်ပါတယ်ဗျာဟာဘယ်လိုရလဲဆိုတော့ကျွန်တော်တို့ပြပါမယ်ဗျာကဲငါးတွေကတော့ share တွေပါငါးတွေကတော့ဒီလိုရပါတယ်ဗျာဒီလိုငါးတွေရပါတယ်ဗျာဒီလိုငါးတွေရပါတယ်ဗျာဟိုလုံငါးတွေရဖို့ဆိုတာကွာအုံးလက်တော်ဆိုးတာကွာအုံးလက်မခံတော်ရမှာဒီလိုငါးတွေရပါတယ်ဗျာအုံးလက်တော့ကွာဟိုစီအုံးပင်လားဖုံးပါလေဗလားပြရည်ပါဗျာငါးလို့ချင်းတော့တန်းကျုံလာခဲ့ကြပါဗျာတန်းကျုံလာခဲ့ကြပါ